အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂီတာတီးတဲ့နိုင်စောပါကျွန်တော်အရင်လေးစီကလစ်ဒီပိုင်းမှာဂီတာတီးခဲ့ပါတယ်အခုအာရောဘောဒီပိုင်းမှာဂီတာသမားဂီတာမူပြတောင်းနေနေပါတယ်ကျွန်တော်ရေးတဲ့စာအုပ်ဖြစ်တဲ့အတွက်နိုင်စောတရား Facebook ပေါ်ကစာစုများစာအုပ်ကလေးဖြစ်ပါတယ်ဒီစာအုပ်လေးကတော့ကျွန်တော်ရေးတဲ့စာအုပ်လေးပါဒီစာအုပ်လေးကိုအခုကျွန်တော်တို့လက်ကျန်တော်တော်နည်းနေပြီဖြစ်တဲ့အတွက်မဟာစာပေကနေကျွန်တော်ဝယ်လို့ရမယ်ဖုန်းနံပါတ်လေးတွေကျွန်တော်ပြောပြချင်ပါတယ်အပိုင်းနှစ်ဆက်လက်ထွက်တော့မှာဖြစ်တဲ့အတွက်အပိုင်းတစ်ကိုလူချင်တဲ့သူများဝယ်လို့မရမှာဆိုလို့အပိုင်းတစ်ဝယ်လို့ရမယ်လက်ကျန်စာအုပ်လေးလိပ်စာလေးတွေကျွန်တော်ပြောချင်ပါတယ်ဝယ်လို့ရမယ်လိပ်စာကတော့မဟာစာပေအမှတ်152ဇေယျဒုက္ခလန်ကရက်ကွက်သူဝနာသင်္ကန်းညွန့်မြို့နယ်ရန်ကုန်မြို့ဖြစ်ပါတယ်ဖုန်းနံပါတ်ကတော့09 4506 23383ဖြစ်ပါတယ်39 5336 233 8ခုဖြစ်ပါတယ်နောက်တစ်လုံးကတော့39 5336 233 84ဖြစ်ပါတယ်ကျွန်တော်ဒီစာအုပ်လေးကို1000ခွဲနဲ့ကျွန်တော်ဈေးကွက်မှာရောင်းချနေပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့စာအုပ်လေးနိုင်စောတရားကိုအားပေးခြင်းတဲ့လူများအနေနဲ့မဟာစာပေဖုန်းနံပါတ်ကိုဆက်သွယ်မှာယူနေတယ်လို့ Facebook page ကနေလည်းအိမ်ထိအရောက်မှာယူနေပြီဖြစ်ပါတယ်လို့ကျွန်တော်သတင်းကောင်းပေးချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်